ဟုတ်ကဲ့မင်္ဂလာပါเนาะဒီနေ့တင်ပေးတဲ့စာအုပ်လေးကတော့ဒီစာအုပ်ချုပ်နည်းလေးဖြစ်ပါတယ်ရှင်ပထမနေ့ကဒီစာအုပ်အတိုင်းပဲကတ်ထူလည်းမပါဘူးဖလင်ပြားလည်းမပါဘဲနဲ့ဒီပလတ်စတစ်သားလေးနဲ့ပဲချုပ်ပြထားဖြစ်ပါတယ်အဲ့တော့ဒီနှစ်ခုကအကုန်လုံးကစင်ပါတယ်ဒီဟာကိုယဉ်ကြည့်ပြီးထားတဲ့လူတို့ကဒီတော့ကဘာမှထွေထူးပြောင်းလဲရမရှိပါဘူးရှင်ဒါပေမဲ့ညက်တဲ့နေရာလေးမှာပြောင်းလဲပါတယ်ဒီနေရာမှာဒီစာအုပ်နှစ်ခုမှာဘာကြီးခြားနာလဲဆိုရင်အတွင်းဘက်မှာခြားထားသွားတာပါဒီမှာတော့စက်ကူဒီပလတ်စတစ်သားတွေကိုအပိုချုပ်ပြီးတော့အတွင်းကိုခောက်ထည့်ထားဖြစ်ပါတယ်ဒါလေးတွေကိုတက်ရက်မှုမရှိဘူးလို့ထင်တဲ့လူတွေအတွက်ကြတော့ပေါ့နော်လုံးဝချက်ရက်ကလေးဖြစ်အောင်လို့အပူပေးပြီးတော့ကွက်တိညှက်ပြီးတော့အပူပေးပြီးတော့ဒီနေရာတွေမှာချုပ်လိုက်တာပေါ့ဒီမှာအိတ်ပုံစံမျိုးလေးဖြစ်သွားတာပေါ့နော်အဲ့တော့ဒီပုံစံမျိုးလေးဒါလေးကချုပ်တာပါအဲ့တော့ဒီနှစ်ခုကွာခြားချက်ကအတွင်းသားလေးပဲကွာခြားတာပါအပေါ်မျက်နှာဖုံးတွေကဘာမှမကွာခြားမှုမရှိပါဘူးရှင်တူပါပဲနော်ဒီမှာဒီဘာပစ္စည်းလေးလိုရဲဆိုတော့ချက်ကြည့်မယ်နော်ဟုတ်ပြီနော်အဲ့ဆိုရင်အမားတို့ခုစာအုပ်ကိုချုပ်ဖို့တဲ့ဘာပစ္စည်းလိုလဲဆိုပြောမယ်နော်ဘာပစ္စည်းလိုလဲဆိုတော့အရင်ဆုံးချုပ်မစာအုပ်နဲ့ဒီဘွားကိုချုပ်ပဲဒီဟာတွေလိုတယ်ပြီးရင်ကကြီးလိုအပ်မယ်ပြီးရင်လိုအပ်မယ်ပြီးရင်တပည့်တိတ်လိုအပ်တယ်ပြီးရင်ဒါလေးကဖိဆက်အပူပေးဆက်လိုအပ်တယ်ပြီးရင်ဒါကဖောက်ဆက်ဟုတ်ပြီနော်ဖောက်ပြီးလို့ရှိရင်ကိုရီဒီဒီကျိုးလေးနဲ့အချီကျိုးလေးဒီ sorry ဒီကျိုးလေးနဲ့ဖောက်တန်လေးလိုအပ်တယ်ပြီးလို့ရှိရင်ဒါဖောက်တန်လေးပေါ်ကဒီအကျိုးလေးကိုမင်းကြီးဖို့ဒါလေးလိုအပ်တယ်ပေါ့နော်ဟုတ်ပြီခုဘာဘယ်လိုဆက်လုပ်နေဆိုတာရင်းတော့ပြောမယ်နော်ဒါရဲ့လိုအပ်တဲ့ဟာတွေဟုတ်ပြီအဲ့တော့အရင်ဆုံးယာလိုက်မယ်ပေါ့နော်ယာလိုက်မယ်ဘယ်လိုယာမလဲဆိုရင်ခုဒီမှာလက်သုံးလုံးလောက်ခြံမလားတော့လက်သပွားသာခြံညင်လားတိတ်တော့ခြံဟုတ်နော်အခုအမညက်တာနည်းနည်းလေးသေးသွားကြအောင်အမဒီလက်သုံးချောင်းစာလောက်ပဲခြံလိုက်တော့မယ်နော်သုံးချောင်းလောက်ခြံလိုက်မယ်ဟုတ်ပြီအဲ့တော့ဒီဘက်မှာလက်သုံးချောင်းစာလောက်ရလားโอเคရတယ်โอเคလောက်လက်သုံးချောင်းစာလောက်ခြံလိုက်ပြီဒါလေးညီပြီးထားလိုက်ဟုတ်ပြီနော်ထားလိုက်ပြီးအဲ့ချိန်မှာကိုဒီတပည့်တိတ်ကိုကပ်မယ်ဟုတ်ပြီနော်ခေါ်လိုက်မယ်ဆိုရင်ခုအဲ့ဟာလေးအဲ့ခုယာဟိုင်းနေရာလေးကိုမလွတ်စေနဲ့ကိုဒီဒါလေးကိုတင်းတင်းလေးအောက်ကိုဖိပြီးတော့ဒါလေးကိုနေရာလေးကပ်မယ်ဟုတ်ပြီနော်နေရာလေးကပ်မယ်โอเคရပြီအဲ့ဒါညီမရပြီโอเคနော်ဟုတ်ပြီအဲ့ဆိုရင်ကိုဒါလုံးဝတီနေရပါပြီနော်တီနေရပါပြီဆိုရင်ဟုတ်ပြီဒီဘက်ကိုလည်း3ချောင်းလောက်ကွာပြောတာတေချာလေးကိုဘက်ကတေချာလေးလုပ်ခဲ့ရမရှိဘူးအဲဒါကြောင့်မို့ဒီမှာတေချာလေးလက်3ချောင်းစာကိုဟာဒီအဲ့တော့ဒီမှာပေးရန်လေးချလိုက်ပြီပေးရန်ချပြီးကိုဘယ်လောက်ထိတိုးကျင်လဲဒီဘက်ကိုတိုးတေချာလေးတိုးဟုတ်ပြီနော်တေချာလေးတိုးပြီးတော့ဒီမိုးထားမယ်ဟုတ်ပြီနော်ညဒါလေးကိုညင်းဆွဲမယ်ပြီးရင်ကကြီးနဲ့ညှက်ချလိုက်မယ်ဒါလေးကိုနော်ညီလေးလုပ်မယ်ကကြီးနဲ့ညှက်ချမယ်ဟုတ်ပြီနော်အဲ့ဆိုကိုဒီမှာလိုချင်တဲ့အတိုင်းအတာလောက်ကိုဒီချလိုက်ညှိယူပါမယ်โอเคလောက်ရပြီဆိုရင်မှာဟုတ်ပြီနော်ရထားပြီးသွားပြီနော်အဲ့ဒါလေးကိုကကြီးလေးနဲ့တောက်ချမယ်ဟုတ်ပြီနော်ဟုတ်ပြီဒီဘက်ကိုလည်းကိုဒီဘက်ကိုဒီဘက်ထားလိုက်မယ်ဒီဘက်ထားလိုက်ပြီခုနကလက်3ချောင်းစာလောက်ပဲကိုဒီခုနပုံစံနဲ့ညှက်ချလိုက်မယ်နော်ဟုတ်ပြီနော်လိုချင်တဲ့ဟာလေးညှက်ပြီးသွားပြီဟုတ်ပြီဒါဆိုရတော့အပေါ်အောက်ကိုကြာဘလို့ညှက်မလဲအပေါ်နဲ့အောက်ကိုကြာဘလို့ညှက်မလဲပေါ့အပေါ်အောက်ကိုဘလို့ညှက်မလဲဆိုရင်အပေါ်အောက်ကိုကြာတော့ဒီလောက်ပဲဒီမှာလက်ဒီပြားကထားလိုက်ပါတော့လောက်1 cm ပေါ့နော်မကြည့်နော်တကယ်တော့1 cm မထားတယ်ဝက်လေးထားလိုက်ရအိစားမရှိဘူးเนาะမကြည့်1 cm ရဲ့တဝက်လေးပဲထားရတော့ဒါ1 cm မလားတူဝက်လေးပဲထားမယ်ဟုတ်ပြီနော်တူဝက်လေးပဲထားမယ်ဟုတ်ပြီအဲ့နောက်ကိုဆက်မယ်โอเคပြောရှင်ဒီဘက်ကိုလည်းအဲ့လိုတိုင်းမယ်တိုင်းပြီးတော့ဒါရလိုအဲ့လောက်ပဲယူမှာလို့ပြီးညက်ပြစ်မှာဆိုတော့လေနော်ဘောကညက်ပြစ်မှာလေဆိုတော့ဟုတ်ပြီအဲ့ဆိုရင်ကိုဒီခုဓာတ်တွေကိုလုံးညှက်ထုတ်ပြလိုက်မယ်ဒီမင်းเจ้าတိုင်းညှက်ထုတ်မယ်ဒီမင်းเจ้าထားလိုက်တော့
ဟုတ်ပြီအဲ့မှာရောက်လိကျန်တာပေါ့နော်ဒီမှာလက်မဟို sorry 1 cm တဝက်လောက်ပဲရှိတယ်တဝက်အောက်ဘက်ကိုလည်းအဲ့လောက်ပဲချမ်းမယ်နော်အားလေးလုပ်လိုက်မယ်ဟုတ်ပြီနော်အဲ့ဆိုရင်ဒီမှာအဲ့တော့ဒီမှာလက်သုံးဆောင်သားထားထားတယ်အပေါ်မှာက1 cm တဝက်လောက်ပဲထားထားရဟုတ်ပြီနော်လောက်ပြီးဖြစ်သွားပြီအောက်မှာလည်းလောက်ရှိလေးပဲရှိရဲ့ဒီဟုတ်ပြီနော်အဲ့ရပြီဆိုရင်ခုဘာလုပ်မလဲဆိုရင်ဒီမှာအပူပေးဆက်လေးပေါ့ထောက်ဆက်လေးပေါ့နော်ထောက်ဆက်ကလေးကိုမိတက်လိုက်မယ်နော်ဟုတ်ပြီနော်မီးဖွင့်လိုက်မယ်မီးဖွင့်ပြီးတော့ခဏစောင့်မယ်နော်ပူရတဲ့စနေစောင့်လိုက်နည်းနည်းပူလာပြီနည်းနည်းပူလိုက်ဆိုရင်ဘာလုပ်မလဲပေါ့ဘာလုပ်မလဲဆိုရင်အဖုံးလေးလိုက်မယ်နော်ယူပြီးတော့ကိုဒီဘက်မှာဘယ်လောက်ခြံခဲ့လဲခြံခဲ့တဲ့အတိုင်းကြီးခြံခဲ့တဲ့အတိုင်းကြီးအထဲကိုခောက်လိုက်အဲ့ဒါလေးကိုခောက်ချိုးလေးပေးလိုက်ဟုတ်ပြီနော်ခောက်ချိုးလေးပေးလိုက်အဲ့တော့ဟုတ်ပြီဒီထိပ်မှာပုံနေတဲ့ဟာလေးမရှိဘူးလားတော့ကိုခုနကထားခဲ့အရှိတိုင်းရမယ်နော်ကိုဒီမှာရှည်ထားခြင်းထပ်ပြီးတော့ရှည်ထားမရှည်ထားခြင်းထပ်ပြီးရှည်ထားလို့ရတယ်နော်ဟုတ်ပြီအဲ့ဒီမှာဟုတ်ပြီအဲ့ဒါဘာလို့မလဲဆိုရင်ဒီထိပ်လေးတွေမှာဒီအပေါ်နဲ့အောက်နဲ့ထက်နေတဲ့နေရာရှိတယ်ဒီထိဆိုဒီဟာဆိုမထက်တော့ဘူးဒီဘက်ဆိုမထက်တော့ဘူးလေဟုတ်တယ်မလားဒီမှာဆိုထက်နေတဲ့နေရာရှိတယ်ဟုတ်တယ်နော်ထက်နေတဲ့နေရာလေးမှာကိုဒီဘာလုပ်ရမလဲဆိုရင်ကိုဒီမှာအပူပေးမယ်အပူပေးပြီးသွားပြီဆိုရင်ဟုတ်ပြီအဲ့တော့ဒီမှာကိုကဒါတဘောကတော့အပူနဲ့ချုပ်လိုက်တယ်တဘောဟုတ်ပြီနော်အဲ့တော့အဲ့ဟာလေးတွေကြာရင်ကိုကထိတ်လေးကိုနည်းနည်းလေးခြံပြီးတော့ညှက်ချမယ်ညှက်ချမယ်ပြီးလို့ရှိရင်ဒီဘက်တွေကြာရင်တော့ဒါအကုန်ညှက်ချလိုက်တော့မှာနောက်ကပ်ပြီးညှက်ချလိုက်မယ်ဒီမှာကျတော့နည်းနည်းချန်တယ်နော်ဘာလို့ဒီမချန်လို့လည်းမရအောင်လေဟုတ်တယ်မလားဒီနှစ်ခုကိုကတ်အောင်လုပ်ထားရကြမို့ဒီဟာသွားမချန်လို့ရတယ်သွားမချန်လိုက်ရင်ဘာမှမထူဘူးနော်အဲ့ဒီဘက်ရောက်ပြီဆိုတော့အောက်လေးနည်းနည်းဆင်းမယ်ဆင်းပြီးတော့ဒီမှာညက်အဲ့တော့ရောက်ရှင်းချမယ်နော်ဟုတ်ပြီအဲ့တော့ဒီဘက်လည်းအဲ့လိုပဲအောက်ကလေးကိုနည်းနည်းလေးခြံမယ်ဒါအောက်လေးကိုနည်းနည်းလေးခြံပြီးတော့ဒီဘက်အောက်မှာဒီနားလောက်မှာဒီကုံဝိုင်းဆိုရင်အဲ့အောက်လေးကမှအောက်ကိုညှက်ချလိုက်ပြီးဒဲညှက်ချလိုက်မယ်ဟုတ်ပြီနော်အမုံသမီးညှက်မယ်တစ်ခေါက်ပြန်ပြောမယ်နော်ခေါက်ရတော့ဘာလို့ညှက်တဲ့နေရာတစ်ခေါက်ပြန်ပြောမယ်ဒီနေရာလေးမှာဆွဆွေးလေးညှက်သွားသေးလားဒီမှာနည်းနည်းလေးနေရာခြံတယ်ခြံပြီးတော့အောက်ကိုနည်းနည်းလေးဆင်းသွားတယ်ပြီးရင်6စောက်အတိညှက်ပလိုက်တာဟုတ်ပြီနော်အဲ့ပုံစံညှက်မယ်နော်ပတ်လေးအကုန်အဲ့လိုလုပ်မယ်နော်ခဏနောက်တစ်ဖက်ချောင်းလုပ်နေရနော်နောက်ပတ်ချောင်းလုံးလေးပထမချမ်းနေမှာဖြစ်သွားပြီเนาะဒီမှာတော့အထိတ်မှာအကုန်ကဒီမှာမီးလေးနဲ့တူထားတယ်ဒါအိတ်ပုံစံမျိုးလေးဖြစ်သွားပြီเนาะဒီမှာဒါထုတ်လိုက်လို့ရတယ်ဟုတ်ပြီเนาะဘာနောက်တစ်ဖက်လုံးနေတာနောက်တစ်ဖက်ကိုဟုတ်ပြီเนาะအဲ့ဆိုရင်ကိုကဒီမှာချုပ်လိုက်ပြီပေါ့ဒီမှာလည်းတပည့်သိန်းနဲ့ကတ်ထားတဲ့အတွက်ကြောင့်မလို့ဟိုဒီမှာစာအုပ်လေးကသူ့ဘာသူဖုံးနေတယ်ဒါကချုပ်လိုက်လေရတယ်ကွာချုပ်လိုက်တဲ့ပုံစံမျိုးရတယ်ဟုတ်ပြီเนาะဟုတ်ပြီအဲ့တော့ဆိုရင်ကိုကမခိုင်ဘူးလို့ခံစားရတယ်အဲ့ဒါကြောင့်မလို့ဒီမှာအပေါက်ကလေးဖောက်ပြီးတော့ခိုင်းလို့ပဲကျိုးနဲ့တုံမယ်ဟုတ်ပြီเนาะအဲ့တော့ဖောက်တာကတော့ခိုင်းပြောဖို့တဲ့အတိုင်းလေးပဲဒါလေးနဲ့ဖောက်လေးရတယ်ကိုကကြောက်လက်မတန်တဲ့လူဖြစ်တဲ့ကြောင့်မို့အဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးအဖောက်တဲ့ခုအရာလေးပေးမယ်အဲ့တော့ဒီဟာကိုတိုင်းလိုက်တဲ့အခါမှာကိုဒီဘလောက်စီလဲ18 cm 18 cm 18 cm ကိုတဝက်ဝက်ရင်9 cm မဟုတ်ဘူးလားအဲ့တော့9 cm လေးဒါဒီသူ့ရဲ့အလယ်မှာရှိတယ်ဟုတ်လားသူ့ရဲ့အလယ်မှာရှိတယ်1မိတ်ယူလိုက်တော့မနော်အထက်ကို1မိတ်လိုက်တော့မယ်1 cm ကိုယူလိုက်တော့မယ်โอเคဒါမှသူ့ရဲ့ဒီ9 cm တွေမှာရှိတယ်ဟုတ်ပြီနော်ဒါ9 cm ရှိတယ်ပြီးလို့ရှိရင်အပေါ်ကနေပြီးတော့တစ်ခွဲစင်1 cm ခွဲစင်ပြီးရင်ဒီဘက်ကနေပြီးတော့ပြန်ပြီးတော့1 cm ပြန်ယူဟုတ်ပြီနော်အောက်ဘက်ကနေလည်းအပေါ်ကိုတစ်ခွဲတက်တစ်ဖက်ကနေပြီးတော့လည်း1 cm အထက်ကိုပြန်ဝင်ဒီနေရာလေးမှာဟုတ်နော်ဒီနေရာဖောက်မယ်ဒီနေရာဖောက်မယ်ဒီနေအခုလောက်ထားတဲ့ဒီနေရာကိုဖောက်မယ်ဟုတ်ပြီနော်အဲ့ဖောက်တဲ့နေရာမှာကိုဘာလုပ်မှာလဲဆိုရင်ဒီခန်းကိုသုံးတယ်ဟုတ်ပြီနော်ဒီခန်းကိုသုံးမှာဟုတ်ပြီနော်ခန်းကိုသုံးမှာဖြစ်တဲ့ကြောင့်ကိုဒီဟာနဲ့ဖောက်လဲမရအောင်မဟုတ်ရရနော်ကိုအမကလက်မတန်တဲ့ကြောင့်မလို့ခုအမဖောက်ရင်ဒီခန်းနဲ့ပဲဖောက်မှာဟုတ်ပြီနော်ဒီခန်းနဲ့ဖောက်မယ်
ဒီကမ်းမှာအမပင်ဘယ်လောက်သုံးလဲဆိုရင်ပင်က3ခုဒါ3သုံးထားတယ်ပေါ့နော်တကယ်လို့3သုံးလဲရတယ် 2.5 သုံးလဲရတယ်3ထက်ကြီးရင်တော့တိတ်တော့အရင်အပေါက်ကျက်ကျနေမလားလို့လေနော်အဲ့တော့ခုဒါက3သုံးထားတယ်2.5လေးကောင်းတယ်ဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့တော့ဂန်းကိုကင်နေနေရမှာဖောက်တဲ့ခါကျရင်เนาะပြပြမယ်เนาะဒီလိုဆောက်ကြီးမဖောက်ဘူးเนาะဒီလိုဒီအပေါ်ကနေတက်ဆင်းမှာအပေါ်ကဒီလိုတက်ဆင်းမှာဟုတ်ပြီเนาะဟုတ်ပြီအဲ့တော့ခုစဖောက်မယ်ပေါ့เนาะဟိုမှာကိုခုနကရထားတဲ့အလေးပေါက်လေးတွေ့ရမလားအဲ့ဒါလေးကိုထည့်ဖိတာအဲ့ဒါအောက်ကိုပေါက်သွားပြီဆိုရင်ရပြီเนาะအဲ့ဒါဒါလေးပြန်နှုတ်မယ်ပြန်နှုတ်ရင်ပြန်ဘောင်းမဲ့လဲရင်ဒီမှာခလုတ်ကလေးကိုဒီဘက်ကိုတွန်းလိုက်လို့ရှိရင်ဘောင်းမဲ့ပြန်လဲရင်ထုတ်လို့ရပြီဟုတ်ပြီနော်အဲ့ဒီမှာရပြီဒီပေါက်ကလေးရပြီဒီနော်ဒီပေါက်ကလေးတွေဝင်လို့ရမရကြည့်အောင်နော်မှာဝင်လို့ရတယ်ဟုတ်သေးလားနော်အစင် TV ဝင်လို့ရတာနံပါတ်3ပေါ့နော်အဲ့တော့နံပါတ်2နံပါတ်2.5လဲသုံးလို့ရတယ်နော်ပင်နံပါတ်2.5လဲသုံးလို့ရတယ်အဲ့တော့ဒီမှာရှိရဲ့အပေါက်ကြီးဒီမှာရှိရဲ့အပေါက်ကြီးကိုပေါက်လို့လိုက်တော့မယ်နော်ဟုတ်ပြီနော်အဲ့ဆိုရင်ကိုဒီမှာဖောက်ပြီးသွားပြီနော်ဒီမှာဖောက်ပြီးသွားပြီဆိုရင်ဒါလေးတွေကိုချက်တော့စစ်ကြည့်အောင်နော်ထည့်လို့ရလားမရလားအဲ့ဒါဆက်လိုက်ထည့်လို့ရပြီနော်ဟုတ်ပြီနော်ရပြီဆိုရင်အချိန်ကြာလို့ရှိရင်ဒီမှာအဲ့တော့ဒီမှာကျိုးခွေယူလိုက်မယ်နော်ကျိုးခွေယူလိုက်မယ်အပေါ်ဆုံးကောင်ဒါပထမစာမျက်နှာမလားဒါမျက်နှာနော်အဲ့တော့ဒီစာအုပ်ရဲ့တကယ်မျက်နှာမူရင်ကိုကိုနဲ့မျက်နှာမူလိုက်မူပြီးရှင်ထိတ်ဆုံးအကောင်ကိုထဲကိုကျိုးအက်ကိုထည့်လိုက်မယ်ပြီးရင်ကျိုးလေးကိုဒီမှာအမှရှိတဲ့အကောက်ကလေးတွေကိုထည့်ပြီးရင်ဖြည်းဖြည်းချင်းပြန်ဆွဲပြီးတော့နှုတ်ထည့်ဟုတ်ပြီနော်အဲ့တော့ဒီမှာဒါလေးကိုလည်းအောက်ကိုနည်းနည်းရှိတစ်ဖက်နော်ဒါလောက်ပြန်ထားလိုက်ရပြီနော်ဟုတ်ပြီအဲ့ဒီမှာကိုဒီဘယ်ကိုဝင်ရမှာလဲဆိုရင်ဒုတိယပေါက်ထဲကိုဝင်မှာဒုတိယပေါက်ကလည်းနောက်ကကျိုးနော်နောက်ကကျိုးကိုအဲ့လိုပဲအဲ့ရဲ့ကြီးကောက်လေးမှာထည့်လိုက်ပြီးရင်ဖြည်းဖြည်းချင်းပြန်ဆွဲနှုတ်နော်အေးဖြည်းချင်းပြန်ဆွဲနှုတ်အဲ့တော့ဒီကျိုးကိုဒီ white ဒီခွင်းလေးထဲမှာထည့်ဟုတ်ပြီဒီ white ခွင်းလေးတွေကိုဒီကျိုးကိုထည့်မယ်ဟုတ်ပြီနော်ဒီကျိုးကိုထည့်မယ်ပြီးလို့ရှိရင်ဒါလေးကိုနောက်ကိုတဖြည်းဖြည်းချင်းဆွဲချသွားလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာပါမလာဘူးလားပါလာရင်အဲ့မှာအဲ့ကျိုးလေးဒီမှာရသွားပြီနော်ဒီဘက်ကိုဆွဲထားလိုက်ရပြီဟုတ်ပြီအဲ့ချိန်မှာကိုဒီချီမယ်ဒီဘက်ကျိုးဖြတ်ထားလိုက်မယ်နော်ချီတော့မယ်ဟုတ်ပြီနော်ကိုကချီလို့ဆင်ပြေသွားပြီဆိုရင်ဒါကိုညှက်ချလိုက်ညှက်ချပြီးတော့ဒီမှာမီချစ်ကလေးနဲ့တို့မယ်ဟုတ်ပြီနော်မီချစ်ကလေးနဲ့ဒီမှာတို့လိုက်မယ်အဲ့ဒါရပြီနော်အဲ့ဆိုရင်စာအုပ်ဖုံးလေးကိုချိုးလို့သိသက်ချိုးလို့ရသွားပြီပေါ့နော်ဟုတ်ပြီနော်အဲ့ဆိုရင်ခုဒါလေးကပြီးသွားပြီပေါ့နော်ပြီးသွားပြီ